ဇလန်ရဲ့အစမှာတော့လန်ဒန်မြို့လေစောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာမြေတူးဆက်ဝန်ထမ်းကနှစ်ချက်တက်ပြီးမြေတူးဆက်နဲ့မြေတူးနေပါတယ်။အဲ့ဒီချိန်မှာသူ့ရဲ့လုပ်ဖို့ကိုင်းဘက်တွေကတူးထားတဲ့မြေကျင်းရဲ့ဘေးမှာပဲလေရင်ဘုံဟောင်းလို့ယူဆရတဲ့ဘုံဒီတစ်လုံးကိုတွေ့ခဲ့ပါတယ်။ဒါကြောင့်မြေတူးဆက်သမားကိုချက်ချင်းရက်ခိုင်းပြီးဘုံကိုကြည့်ကစိတ်ပြတ်သွားကြပါတော့တယ်။စောက်လုပ်ရေးလုပ်သမားတွေလည်းတက်ဆိုင်ရာရဲတပ်ဖွဲ့ကိုဆက်လက်အကြောင်းကြားပြီးရဲဌာနကတဆင့်စစ်ဘက်ဘုံရှင်လေးတပ်ဖွဲ့ကိုဆက်လက်အကြောင်းကြားခဲ့တာကြောင့်ရေးပေါ်ချင်းတွေတတ်မှတ်လိုက်ပါတယ်။တာဝန်ကျတက်ချက်ကြီးကဆက်ပစ်ခွဲမှာတနက်ပစ်နေတဲ့ဘုံမှုထရန်တာကိုသတင်းပို့ပြီးဘုံရဲ့ပုံကိုပို့လိုက်တဲ့အခါမှာတော့ဒုတိယကမ္ဘာစစ်လက်ကျန်ပေါင်900ပုံသည်ဖြစ်နိုင်ကြောင်းပတ်ဝန်းကျင်မီတာ800ကိုဘေကင်းရေးဧရိယာဖြစ်သတ်မှတ်ဖို့လိုကြောင်းညွှန်ကြားပါတယ်။လက်ထောက်အနေနဲ့ဘယ်သူရှိလဲလို့မေးတဲ့အခါမှာတော့တက်ချက်ဟန်ဆင်ပဲရှိကြောင်းသတင်းပို့ပါတယ်။ဘုံကပြဿနာမရှိကြောင်းပြောပြီးတော့တက်ဆိုင်ရာရဲတပ်ဖွဲ့ကိုပတ်ဝန်းကျင်ကရက်ကွက်နေပြည်သူတွေကိုအခုကစပြီးဘေးကင်းရဖယ်ရှားခိုင်းဖို့ညွှန်ကြားပါတယ်။တစ်ဖက်မှာလည်းရဲတပ်ဖွဲ့ခေါင်းဆောင်ကလိုအပ်တဲ့ရဲတပ်ဖွဲ့တွေနဲ့မြို့တော်စီပင်လျှက်စစ်ကဝန်ထမ်းတွေကိုခေါ်ဖို့ညွှန်ကြားနေပါတယ်။ရဲတပ်ဖွဲ့ဝင်တွေဟာရက်ကွက်နေပြည်သူတွေကိုဘေးကင်းရပန်းချံစီကိုသွားကြဖို့စေရေးထားဖို့ပြောပြီးလုံခြုံရေးစီတွေတားလိုက်ပါတယ်။တိုက်ခန်းတွေပုံကလည်းရဲတပ်ဖွဲ့တွေဝင်ရောက်ပြီးဘေးကင်းရပန်းချံသွားကြဖို့ဆော်ဩနေပါတယ်။ဒါပေမဲ့တိုက်ခန်းတစ်ခုထဲမှာလူတချို့ဟာမောင်ထဲမှာတိတ်တဆိတ်ထိုင်နေပြီးတခုခုကြံစီနေတယ်လို့ငြိမ်သက်နေကြပါတယ်။ခဏကြာမှာတော့ဘိုးရှင်လေးရဲ့အဖွဲ့တွေရောက်လာပြီးရဲတပ်ဖွဲ့ကလည်းပတ်ဝန်းကျင်လုံခြုံရေးအတွက်ပြင်ဆင်ပြီးသွားပါပြီ။ဘုံမှုထရန်တာရောက်လာတော့အလုံသမားကောင်းဆောင်ကအခြေအနေကိုလိုက်ပြပြီးအခြေအနေကိုကြည့်လိုက်တဲ့အခါမှာဘုံကိုတေချာမြင်ရဖို့ရေတွေကိုစုပ်ထုတ်ဖို့လိုတဲ့အတွက်တက်ချက်ဟန်ဆင်ကိုခိုင်းလိုက်ပါတယ်။လုံသမားနားနေဆောင်ကိုလည်းယာယီစခန်းဖြစ်သုံးမှာဖြစ်ကြောင်းလွှတ်တာတွေပြင်ဆင်ဖို့တခါတည်းခိုင်းလိုက်ပါတယ်။တာဝန်ရှိသူတွေစုံတဲ့အခါမှာဘုံမှုကဒီဘုံကလွန်ခဲ့တဲ့နှစ်က SCTA မှာထိန်းချုပ်ဖောက်ခွဲလိုက်ရတဲ့ဘုံနဲ့အတူတူပဲဖြစ်ကြောင်းရှင်းပြလာပါတယ်။ခဏနေတော့မြို့ပြလျှက်စစ်ဌာနကဝန်ထမ်းတယောက်ရောက်လာပြီးမြေပုံနဲ့တကွာလျှက်စစ်လိုင်းတွေကိုရှင်းပြကအန်ရီကင်းအောင်မြစ်ပြတ်ထားဖို့လှုံ့ဆော်ပါတယ်။လူတွေအကုန်ရှင်းသွားပြီမဲ့တိုက်ခန်းတွေကလူတစုကဘေးကင်းရမသွားပဲတခုခုလုံးဖို့ကြံစီနေပါတယ်။ဘုံရှင်လေးရဲ့အဖွဲ့ကလည်းဘန်ကာစောက်တာမိုင်းရှင်းစက်ရုံနဲ့ရေစုပ်ထုတ်ဖို့ရေစက်ပြင်ဆင်တာတွေလုပ်နေပြီးရေစက်နဲ့ရေတွေကိုစပြီးစုပ်နေပါပြီ။ရဲတပ်ဖွဲ့ကလည်းအနိကလုံခြုံရေးတာဝန်ယူထားသလို CCTV drone တွေနဲ့လည်းစောင့်ကြည့်နေပါတယ်။အဲ့ဒီချိန်မှာခုနကတိုက်ခန်းတွေကလူတစုဟာစတင်လှုပ်ရှားလာပါတယ်။ ပေါ်တီဘယ်မီကျောင်းတွေပစ္စည်းကိရိယာတွေကိုနေရာချနေပြီးစောင့်ကြည့်ကင်မရာတွေကိုလည်းတက်ဆင်နေပါတယ်။ပြီးတော့အမိုက်ပုံးထဲမှာထည့်ထားတဲ့ဂျန်နရေတာကိုနှိုးလိုက်ပြီးနိုင်ရန်ကိုဖျက်ဆက်တွေနဲ့ဖောက်ပါတော့တယ်။ဒီချိန်မှာရဲတပ်ဖွဲ့ရဲ့စောင့်ကြည့် drone ကနေလှုပ်ရှားမှုတစ်ခုကိုတွေ့လိုက်ရတာကြောင့်တေချာကြည့်လိုက်ပြီးဝိတကောင်ဖြစ်နေကြလို့စိတ်သက်သာရာရသွားခဲ့ပါတယ်။ဘုံရှိတဲ့ရေအိုင်ကိုရေစုပ်ထုတ်တာကလည်းတော်တော်လေးကြော့သွားသလိုနိုင်ရန်ကိုဖောက်နေကြသူတွေကလည်းပေါက်တော့မဲ့အခြေအနေနဲ့နှီးစပ်နေပါပြီ။နိုင်ရန်ကိုပေါက်သွားတဲ့ချိန်မှာတွေ့ရတာကအုံနေအတူဖြစ်နေတာကြောင့်ကြိုတင်ပြင်ဆင်လာတဲ့ဖောက်ဆက်ကြီးနဲ့စတင်ဖောက်ပါတော့တယ်။ရဲမှုကစိတ်ချရအောင်ပတ်ဝန်းကျင်ကိုစစ်ဆေးဖို့လွတ်လိုက်တာကြောင့်နိုင်ရန်ဖောက်နေတဲ့အဖွဲ့ကစက်တွေကိုခဏရက်ပြီးအတန်တိတ်နေကြပါတယ်။ဘုံရှင်လေးရဲ့အဖွဲ့ကလည်းဘုံကိုရှင်းဖို့စတင်ပြင်ဆင်နေပြီဖြစ်တာကြောင့်ပတ်ဝန်းကျင်ကိုရှင်းမရှင်းရဲတပ်ဖွဲ့ကိုဆက်သွယ်ပြီးအတည်ပြုပါတယ်။ဒါကြောင့်လွတ်ထားတဲ့ကင်းလေကားကိုချက်ချင်းပြန်လှည့်ခိုင်းလိုက်ပါတယ်။ဘုံမှုကိုယ်တိုင်ဘုံကိုစတင်စစ်ဆေးပြီးအချိန်ကိုင်ဘုံဖြစ်တာကြောင့်အတန်နားထောင်စက်နဲ့နားထောင်ချိန်မှာအချိန်ကသွားနေတာကိုတွေ့ရပြီးချက်ချင်းအကာအကွယ်ယူဖို့အမိန့်ပေးပါတယ်။ရဲတပ်ဖွဲ့ကိုအချိန်ကိုင်ဘုံဖြစ်ကြောင်း48နာရီတွင်ပောက်ကွဲနိုင်ကြောင်းနဲ့အခုအချိန်ကိုရက်တက်မဲ့ဆက်ကိုအသုံးပြုနေပြီဖြစ်ကြောင်းကြောင်းကြားပါတယ်။ကံကောင်းစွာနဲ့ပဲအချိန်မက်ဆက်ကိုရက်တက်နိုင်ခဲ့ပြီးဘုံကွဲရင်ထိခိုက်မှုတက်တာအောင်ဒေဘန်ကတိဆောက်ဖို့ဘုံမှုကညွှန်ကြားပါတယ်။ရဲတပ်ဖွဲ့ကလည်းဘုံယာယီဘေးကင်းပြီးနောက်ထပ်လှုပ်ဆောင်ဖို့9နာရီလောက်ကြာမှဖြစ်လို့ပီဇာပို့ပေးဖို့အကူအညီတောင်းလိုက်ပါတယ်။ဒီချိန်မှာနိုင်ရန်ပေါက်နေတဲ့ဖွဲ့ကလည်းတမ်မဏိနိုင်ရန်နောက်တစ်ထပ်ကိုတွေ့တာကြောင့်ဆက်ပြီးဖောက်နေပါတယ်။ဘုံရှင်တဲ့ဖွဲ့ကတဲကာနိုင်ရန်တိဆောက်နေတော့မှတက်ချက်ဟန်ဆင်ကဘုံနီးမှာတွေ့ရတာကြောင့်အလုတ်ကိုချက်ချင်းရက်ခိုင်းကမလုပ်နေတာလဲမေးတဲ့အခါမှာတက်ချက်ကထူးဆန်းမှုတစ်ခုတွေ့ရကြောင်းနှစ်80ကြာနေပြီဖြစ်တဲ့ဘုံကတန်ချင်းမတက်ပဲအယောင်လက်နေတာကိုတွေ့ရကြောင်းသတင်းပို့ခဲ့ပါတယ်။တက်ချက်ကမူမှန်ကြောင်းတင်ပြပေမဲ့ဘုံမှုကတော့လစ်လျူရှုခဲ့ပြီးအလုတ်ကိုဆက်လက်လှုပ်ဆောင်စေခဲ့ပါတယ်။နိုင်ရန်ဖောက်တဲ့ဖွဲ့ကတကယ်တော့ဘုံတွေ့တော်ကိုခွင့်ကောင်းယူပြီးရက်ကွက်ထဲကဘန်ကိုဖောက်နေတာဖြစ်ပါတယ်။သူတို့ရဲ့ဖောက်ထွင်းမှုကအောင်မြင်သွားတာကြောင့်လက်ဝဲရတနာတွေနဲ့တန်ဖိုးရှိပစ္စည်းတွေကိုစိတ်ကြိုက်မှွေနှောက်နေကြပါတယ်။အဲ့ဒီချိန်မှာပဲရက်နေတဲ့ဘုံတွေကအချိန်မဆက်ပြန်လည်လှုပ်ရှားလာတာကြောင့်လုပ်ငန်းတွေအကုန်ရက်ခါကာကွယ်နောက်ကိုပြေးကြရပါတယ်။ရဲတပ်ဖွဲ့ကတော့အချိန်မဆက်ပြန်တက်ဝင်လာတာကြောင့်နောက်ဆုံးနီလန်ဖြစ်တဲ့ဘုံကိုဖောက်ပြီးစေးရီလောင်းထဲတဲ့နီးကိုသုံးပါဖြစ်ကြောင်းကြောင်းကြားပါတယ်။အဲ့ဒီချိန်မှာရဲတပ်ဖွဲ့စောင့်ကြည့်ဒရုန်းရဲ့အပူအာရုံခံစနစ်ကမတင်ကားတဲ့နောက်ထပ်အပူပုံရိပ်တစ်ခုကိုတွေ့ရှိသွားပါတယ်။တရက်ကွက်လုံးမီးပြတ်ထားပေမဲ့ဘုံရှင်ဖွဲ့နေရာကမဟုတ်ပဲတိုက်ခန်းတစ်ခုတည်းကအပူပုံရိပ်ဖြစ်ကြောင်းရဲမှုကိုသတင်းပို့လိုက်ပါတယ်။ဒါကြောင့်ဘုံရှင်နာကိုရက်တက်မှုအကြောင်းကြားလိုက်တာကြောင့်ဘုံရှင်ဖွဲ့ကဘုံကနိုင်ရန်မပြီးသေးပဲအ
ခုချိန်ဘုံကွဲသွားရင်ထိခိုက်မှုများမဲ့အကြောင်းကိုပြောပါတယ်ရဲတွေကပတ်ဝန်းကျင်မတင်ကားတာကြောင့်ရဲကားတစ်စီးကိုစစ်လို့ပြီးစစ်ဆေးခိုင်းလိုက်ပါတယ်သွားစစ်ဆေးတဲ့ရဲတွေကအဆောက်အဦကိုစစ်ဆေးရင်းနဲ့ဖောက်ထွင်းဖွဲ့ခေါင်းဆောင်ခရာလစ်ကိုတွေ့သွားပြီးရဲတွေကလိုက်ပါတော့တယ်ခရာလစ်တို့ဖွဲ့ကလည်းချက်ချင်းထွက်ခွာဖို့ပြင်ဆင်ကြပြီးပစ္စည်းတွေကိုတော့စက်ကူဘုံတွေထဲထည့်နေကြပါတယ်ဘုံကတော့ပောက်ကွဲဖို့ပုံများတာကြောင့်သူ့ဖွဲ့တွေကိုအုတ်ထုတ်ဆောင်ပြီးကာကွယ်နောက်နေကြဖို့အမိန့်ပေးနေပါတယ်ခဏနေတော့ဘုံမှုတွက်ချက်တဲ့အတိုင်းပဲဘုံပေါက်ကွဲပြီးဘုံရှင်းဖွဲ့တွေရောရဲတွေပါလွန်ဆွန်သွားပါတော့တယ်။တန်ကောင်းဆောင်နဲ့ပဲဘုံရှင်းဖွဲ့ကထိခိုက်ဒဏ်ရာမရရှိခဲ့ပေမဲ့ဘုံကွဲတဲ့ဒဏ်ကိုတော်တော်ခံလိုက်ရပါတယ်။ဒါပေမဲ့ရဲတယောက်ကတော့ဒဏ်ရာရပြီးလဲကျနေပါတယ်။ခရာလစ်တို့ကပစ္စည်းတွေကို drone နဲ့တည်ဖို့လုပ်နေပြီးကြံလူတွေကတော့မြေအောက်ပိုင်လိုင်းတွေကနေထွက်ပြေးဖို့ပြင်နေတာကိုရဲတွေကကင်မရာကနေမြင်လိုက်ရတာကြောင့်လွတ်လွတ်ပြီးစစ်ဆေးခိုင်းလိုက်ပါတယ်။ဒဏ်ရာများတဲ့ရဲတယောက်ကတိုက်ခန်းထဲကိုဝင်သွားပြီးစစ်ဆေးနေချိန်ပြင်မှာလဲခရာလစ်နဲ့တယောက်ကိုရဲတွေကတွေ့သွားတာကြောင့်ထွက်ပြေးကြပါတယ်။မြေအောက်ပိုင်လိုင်းတွေကိုဆင်းပြေးတာကြောင့်အထူးတပ်ဖွဲ့တွေကမြေအောက်ထိဆင်းပြီးလိုက်ကြပါတယ်။ခရာလစ်တွေကိုစောင့်နေတဲ့ဖွဲ့ကလည်းသူတို့ကြားနေတာကြောင့်ပစ္စည်းတွေယူပြီးထွက်သွားခဲ့လို့ရဲတွေနဲ့ကပ်ပြီးလွဲသွားပါတယ်။တက်ချက်ကတော့ဘုံကဒုတိယကမ္ဘာစစ်လက်ကျန်ဘုံနဲ့တိတ်မတူတာကြောင့်ပောက်ကွဲမှုအပိုင်းအစတွေကိုစစ်ဆေးဖို့ဘုံမှုကိုသတင်းပို့ပါတယ်။ဘုံမှုကတိတ်သဘောမတူပေမဲ့စစ်ဆေးဖို့ကိုတော့ရဲတပ်ဖွဲ့ကိုကြောင်းကြားလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲစာအုပ်ထဲကိုသွားစစ်တဲ့ရဲကဘန်ကိုဖောက်ထားတဲ့မြင်ကွင်းကိုတွေ့ရှိခဲ့ပြီးရဲမှုစီကိုသတင်းပို့လိုက်ပါတယ်။မြောက်ပိုင်လိုင်းတွေကနေထွက်ပြေးလာတဲ့ခရာလစ်တို့ကသူ့ဖွဲ့နဲ့ပူးပေါင်းမှုအတွက်သူတို့ရှိတဲ့နေရာကိုပြောလိုက်ပါတယ်။ရဲတွေကစစ်ဆေးဂိတ်တွေချထားပေမဲ့သူတို့ကရေပေးရေဝန်ထမ်းဖြစ်ဟန်ဆောင်ပြီးကြော်ဖြတ်နိုင်ခဲ့ကြပါတယ်။သူတို့ကစစ်ဆေးဂိတ်တွေကိုကြော်လာတာနဲ့ကြိုတင်ပြင်ဆင်ထားတဲ့နေရာမှာကားနံပါတ်တွေနဲ့ကားစတစ်ကာတွေကိုပြောင်းလိုက်ပါတယ်။ရဲတွေကတရားခံဖြစ်နိုင်ကြောင်းသတိထားမိတဲ့ချိန်မှာတော့သူတို့ဖွဲ့ဟာမြို့ထဲကနေထွက်သွားနိုင်ခဲ့ပါပြီ။ရဲမှုကဗန်ဖောက်သွားတဲ့နေရာကိုတွားရောက်စစ်ဆေးပြီးတိုက်ခန်းပိုင်ရှင်တွေနဲ့အခန်းနံပါတ်89ကပိုင်ရှင်ကိုသိကျင်ကြောင်းညွှန်ကြားလာပါတယ်။ကျန်ဝင်လာတဲ့ရက်ကွက်နေသူတွေထဲမှာအခန်း89ကမိသားစုကိုတွေ့ရတာကြောင့်မေးစရာရှိတာမေးဖို့ရဲစခန်းကိုခေါ်သွားခံခဲ့ရပါတယ်။စစ်ဆေးတဲ့အခါမှာတော့အလုံသမားဝစ်စုံတဲ့နှစ်ယောက်ကတိုက်ခန်းပိုင်ရှင်ရဲ့ခွင့်ပြုချက်နဲ့မြေအောက်ခန်းမှာပစ္စည်းထားဖို့တော့တောင်းတဲ့အတွက်ပေးလိုက်ရတယ်လို့ပြောပါတယ်။မြို့ပြင်ကအိမ်တလုံးမှာဖောက်ထွင်းတဲ့ဖွဲကဝေစုခွဲနေပြီးစက်ကူအိတ်တွေကဘာတွေလဲလို့မေးတာကြောင့်ခရာလစ်ကစိန်ရိုင်းတုံးနေဖြစ်ကြောင်းပြောပါတယ်။ဒါတွေဘယ်မှာရှိနေတာဘလို့သိလဲမေးတော့ခရာလစ်ကမိသားစုကစိန်တွင်းမှာလှုပ်ဖူးတာကြောင့်လို့ဖြေပါတယ်။ခရာလစ်ကဖုံးသွားပြောဦးမယ်ဆိုပြီးအပြင်ထွက်သွားချိန်မှာကြိုတင်ကြံစီထားတဲ့သူ့လူတွေရောက်လာပြီးကျန်တဲ့ဖွဲ့သားတွေကိုတိုက်ခိုက်ပါတယ်။တယောက်ကတနက်တန်ရရသွားပြီးကျန်လူတွေကဂိုဒေါင်ထဲမှာပိတ်ထားခံလိုက်ရပါတယ်။ခရာလစ်နဲ့သူ့လူတို့ဟာပစ္စည်းတွေဝေစုခွဲနဲ့လူတို့ကစိန်ရိုင်းတုံးတွေကိုလောဘတက်ပြီး90ရာခိုင်နှုန်းယူမယ်ဆိုပြီးစကားချေတင်ဖြစ်ကြပါတယ်။လူတွေကဒေါသထွက်ပြီးစိန်လုံးကိုရိုက်ခွဲလိုက်ရာကခြေမွသွားတာကြောင့်ခရာလစ်ကိုစတင်ပြီးတန်တရားဝင်လာပါတယ်။လူတွေကသူ့ကိုလိန်တယ်လို့ယူဆတာကြောင့်ခရာလစ်ရဲ့ဘေးလက်ကိုပိုက်ကိုက်နဲ့ထုချပြီးကားနောက်ဖုံးနဲ့ထည့်လိုက်ပါတယ်။ဘုံကွဲတဲ့နေရာကိုစစ်ဆေးမှုအဖြေကဒုတိယကမ္ဘာစစ်လက်ကျန်ဘုံမဟုတ်ဘူးလို့အဖြေထွက်တာကြောင့်ဖွဲ့ကောင်းစွာဘုံမှုကြီးကမနက်9နာရီမှာသတင်းလာပို့ဖို့ဘုံမှုကိုဖုံးဆက်လာပါတယ်။အခန်း89ကမိသားစုတွေကသားဖြစ်သူဟာခေါင်းမူးပေါ်တက်ပြီးပန်းအိုးထဲကစာရေးတွေကိုယူပြီးပြန်ဆင်းသွားပါတယ်။ဂရောင်ထဲမှာဖမ်းထားတဲ့ဖောက်ထုံးဖွဲ့ဟာခြိထားတဲ့ကျိုးကိုကားနဲ့တိုက်ဖွင့်ပြီးလွတ်သွားပါတယ်။ကျန်လူတွေကိုလည်းကျုပ်ဖြတ်ပေးပြီးတနက်တန်ရာနဲ့တယောက်ကိုကူညီဖို့လုပ်ကြပေမဲ့တိထွက်လွန်တာကြောင့်တည်သွားပါတယ်။လွတ်သွားတဲ့သူတွေကခရာလစ်ရဲ့အင်ဂျီမှာ GPS တက်ထားတာကြောင့်နောက်ယောင်ခံပြီးနောက်ကလိုက်သွားခဲ့ကြပါတယ်။ကားနောက်ဖုံးထဲမှာထည့်ခံထားရတဲ့ခရာလစ်ဟာဖုန်းနံပါတ်တစ်ခုကိုပြဿနာဖြစ်နေပြီဆိုပြီးစာပို့ပြီးတော့တင်နီယာကိုပို့ပေးနေပါတယ်။ရဲတွေကခရာလစ်အကြောင်းကိုသိရှိသွားသလိုတက်ချက်ဟန်ဆင်ကလည်းဘုံအချိန်ရက်ဆက်ကတကယ်ပြဿနာဖြစ်နေသလားဆိုတာကိုစစ်ဆေးခဲ့ရကစက်ကိုကလိထားတာကိုတွေ့ရှိသွားပါတယ်။ခဏကြာမှအခန်း89ကမိသားစုကပြည်ပကိုထွက်ဖို့လေဆိပ်ကိုသွားနေပါတယ်။ဖောက်ထွင်းရေးသမားတွေကလည်းလူတို့အဖွဲ့ကိုမှီသွားပြီးတိုက်ခိုက်ကြပါတော့တယ်။လူတို့လူစုကိုတပ်ပစ်လိုက်ပြီးခရာလစ်ကိုပါတပ်ဖို့လုပ်နေတော့မှဘုံမှုထရန်နာရောက်လာပြီးခရာလစ်ကိုကယ်သွားပါတယ်။ရဲတွေက CCTV ကနေခရာလစ်အကြောင်းကိုသိရှိသွားပြီးလေဆိပ်ကနေပိတ်ဆို့ဖမ်းဆီးဖို့လုပ်နေပါတယ်။တက်ချက်ဟန်ဆင်ကရဲစခန်းကိုတွားရကနေရာဟင်ကဘုံမှုထရန်နာရဲ့စကားပြန်လုပ်ခဲ့ပြီးခရာလစ်ကလည်းအာဖဂန်မှာနေခဲ့ဘူးတာကြောင့်အမှုကိုတဖြည်းဖြည်းဆက်ဆက်မိလာပါပြီ။ရဲတွေကဘုံမှုထရန်နာအိမ်ကိုစစ်ဆေးဖို့ရောက်တဲ့ချိန်မှာခရာလစ်ကအခြားနာမည်တစ်ခုနဲ့တူရကီကိုထွက်သွားသလိုဘုံမှုထရန်နာကလည်းစင်လုံးကားလေယာဉ်နဲ့တူရကီကိုထွက်သွားနိုင်ခဲ့ပါပြီ။ဘုံမှုထရန်နာရဲ့အိမ်မှာဘုံပုံစံနမူနာတွေပုံညံဆွဲထားတာတွေကိုတွေ့ရှိပြီးဒီမှုမှာဘုံမှုထရန်ဒါပါဝင်ပတ်သက်နေကြောင်းကိုအတည်ပြုနိုင်ခဲ့ပါတယ်။ဘုံမှုထရန်ဒါခရာလစ်နဲ့ရာဟင်တို့သုံးကတူရကီမှာပြန်ဆုံကြပြီးသူတို့ရလာတဲ့စိန်ရိုင်းတို့တွေကိုရောင်းဖို့လုပ်နေပါတယ်
အကုန်လုံးရောင်းပြီးတဲ့နောက်မှာတော့ဒေါ်လာတန်း90ရတာကြောင့်တယောက်ကိုတန်း30စီခွဲယူလိုက်ကြပြီးလမ်းခွဲခဲ့ကြပါတယ်တကယ်တော့လွန်ခဲ့တဲ့စနစ်ကခရာလစ်ကအာဖဂန်မိုင်းတွင်တစ်ခုမှာလှုပ်လှုပ်ပြီးဗိုလ်မှူးထွန်းတာကလည်းမိုင်းရှင်းလုပ်ငန်းလှုပ်ဆောင်မှုရောက်နေတာဖြစ်ပြီးရာဟန်ကစကံပြန်အနေနဲ့တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်ခရာလစ်ကိုသူ့တထေးကလက်စားဖြောက်ဖို့ကျေးစားလုံခြုံရေးတွေကကားနဲ့ခေါ်သွားတော့မှအဲ့ဒီရင်နှန်းကိုပဲခြုံဖို့တိုက်ဖို့စောင့်နေတဲ့အခြားတစ်ပွဲနဲ့ဗိုလ်မှူးထွန်းတာတို့ဆရာတပည့်၃ဘွဲ့ထိတ်တိုက်တွေ့ခဲ့ကြတာဖြစ်ပါတယ်ခြုံကိုတိုက်မဲ့ပွဲကမိုင်းတွေထောင်ထားတာဖြစ်လို့ဗိုလ်မှူးထွန်းတာကမိုင်းနင်းမိခဲ့ပြီးအခက်ကြုံနေခဲ့ပါတယ်ခရာလစ်ကိုဖမ်းလာတဲ့ရင်နှန်းကမိုင်းဆွဲတိုက်ခိုက်ခံရပြီးဝရုံသုံးကားဖြစ်နေချိန်မှာဗိုလ်မှူးထွန်းတာဘက်ကိုပြေးလာတာကြောင့်ခရာလစ်ကိုမင်းဘသူလဲမင်းမြန်းရမှာတတိကလက်စားဖြောက်ဖို့ခေါ်ခိုင်းတာဖြစ်ကြောင်းဒါဆိုရင်မိုင်းငွေထဲကိုရောက်နေတာကြောင့်ငြိမ်ငြိမ်နေဖို့ပြောနေပါတယ်ခရာလစ်ကိုကြိုးဖြူပေးပြီးဝါယာညက်ကက်ကြီးတစ်ချောင်းပေးလိုက်ခါပင်မမိုင်းကြီးကိုရှာဖို့ခိုင်းလိုက်ပါတယ်ခရာလစ်ကမင်းမသာသွားလို့မရဘူးလားမေးတာကြောင့်သူကမိုင်းနှင်းထားကြောင်းသူကြားလိုက်တာနဲ့အားလုံးတေကုန်မှဖြစ်ကြောင်းပြောပါတယ်ခရာလစ်ကမိုင်းကိုရှာတွေ့တဲ့အချိန်မှာလက်ပစ်ပုံတစ်လုံးကိုလည်းထောင်းချောက်ဆင်ထားတာကိုတွေ့လိုက်ရပါတယ်ဒါကြောင့်ဗိုလ်မှူးထရန်တာကရာဟန်ကိုကာပစ်ပေးဖို့တနက်ပေးလိုက်ပြီးခရာလစ်ကိုလည်းဝါယာကျိုးကိုရှာဖို့ခိုင်းလိုက်ပါတယ်နောက်ဆုံးမှာခရာလစ်ကစနက်တန်ကိုရှာတွေ့သွားပြီးမိုင်းကိုတတ်မဲ့အောင်လုပ်နိုင်လိုက်တယ်လို့ရာဟန်ကလည်းလက်နက်ကင်တွေအားလုံးကိုရှင်းလိုက်နိုင်ပါတယ်သူတို့ပြောနေတော့မှခုနကထောင်ချောက်လက်ပစ်ပုံကပင်ပြုတ်သွားတာကြောင့်အားလုံးမြေပြင်ပေါ်ဝက်လိုက်ရပြီးမိုင်းကွင်းတစ်ခုလုံးကွဲသွားခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲထိခိုက်ဒဏ်ရာတော့မရရှိခဲ့ကြပါဘူးအဲ့ဒီချိန်ကစပြီးခင်မင်သွားကြတာဖြစ်ပြီးနောက်ပိုင်းမှာခရာလစ်တတိရဲ့စိန်တွေအပ်ထားတဲ့ဘန်ကိုဖောက်ထွင်းဖို့အတွက်ခုလိုမျိုးပူပေါင်းကြံစီပြီးတော့အဖြစ်ပြက်တွေဖန်တီးခဲ့ကြတာဖြစ်ပါတယ်